မြန်မာပြည်သူများခင်ဗျာအမေရိကန်နိုင်ငံနယူးယောက်မြို့အခြေစိုက်ပြည်အောင်စုညီကိုတို့များငြိမ်းချမ်းရေးကောင်စီမှမြန်မာပြည်သူများထံတိုက်ရိုက်တင်ဆက်ပေးနေပါတယ်အခုကျွန်တော်ရောက်ရှိနေတဲ့အင်တာဗျူးနေရာကတော့နယူးယောက်မြို့ပြည်စမရိပ်သာလမ်းမကြီးနဲ့ကဘာကျော် Central ပန်းခြံကြီးရဲ့ထောက်မှာဖြစ်ပါတယ်နောက်ကမြင်ရတဲ့အဆောက်အအုံကတော့ကဘာကျော် Plaza Hotel ဖြစ်ပါတယ်ဒီဘက်ကအဆောက်အအုံကတော့ General Motor Corporation ဌာနချုပ်နဲ့ Apple Store Center တို့ဖြစ်ပါတယ်ကိုမွေးခင်ဗျာမနေ့ကစီးနေလွတ်တော်အောက်လွတ်တော်နဲ့ထက်လွတ်တော်ပေါ့နော်2003နှစ်ကစပြီးတော့ကွန်ဂရက်ကပြဋ္ဌာန်းခဲ့တဲ့မြန်မာနိုင်ငံသွင်းကုန်များကိုအမေရိကန်ပြည်အောင်စုထံတင်ပို့ခွင့်ကိုဖိတ်ပင်တဲ့ဥပဒေကိုဒီနေ့ထပ်မံပြီးတော့တက်တန်းတိုးလိုက်ပါသမရကနေပြီးတော့အတီးပြုလက်မှတ်ထိုးလိုက်လို့ရှိရင်ဥပဒေတောက်ပါတစ်နှစ်ပါ3နှစ်ဆိုတာဟုတ်ပါဘူးအဲ့တော့အဲ့ဒီအပေါ်မှာကိုမိုးဟင်းရဲ့ယက်တိချက်သဘောထားကိုသိရတယ်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြောင်းလဲမှုပုံစံကမ္ဘာမှာအာဏာရှင်စနစ်အောက်ကနေပြီးတော့စစ်အာဏာရှင်စနစ်အောက်ကနေပြီးတော့ဒီမိုကရေစီသွားတဲ့နိုင်ငံတွေအတွက်အထူးပြုစရာလမ်းဆိုပြီးတော့ကမ္ဘာကြီးမှာချီကျူးဘောပနာပြုနေကြတယ်မြန်မာပုံစံမြန်မာရဲ့ပြောင်းလဲပုံစံကိုယူကြဖို့ဒီလိုက်တဲ့နိုင်ငံရောအမေရိကန်သမ္မတရောဘာကောင်းဆောင်တွေပုံတော့ရတယ်ဒါကိုသင်သားနေကြတယ်မြန်မာရဲ့ပုံစံနောက်ကိုရီးယားရဲ့တာတွေများဇင်မာဘွေရဲ့တာတွေများဟုတ်ပါတယ်အနေအဖြစ်နေတယ်အမှန်ဆိုးတဲ့အခြေအနေပုံတိုင်းဓာတ်တွေကနေပြီးတော့ဒီအခြေအနေကိုဖောက်ထွက်လာတယ်ဟုတ်တယ်ဒီအဲ့အနေထားကိုသွားနေတဲ့ဟာကိုစုပေးတဲ့အနေနဲ့ဟုတ်ကဲ့မြန်မာရဲ့ပြုပေါင်းတဲ့မှုအရင်ဆိုတဲ့စစ်အာဏာရှင်စနစ်အောက်မှာဟုတ်ကဲ့ကျွန်တော်တို့အောင်မဲမဲနဲ့ဒီလိုတက်တော့နေခဲ့ရတဲ့ဘဝဟုတ်ကဲ့အခုလိုပြောင်းလဲမှုတွေဖြစ်လာဟုတ်ကဲ့လုပ်ဖို့အတွက်ကိုမြန်မာသမ္မတဒေသကောင်းဆောင်တွေအကြောင်းလဲတွေအားပေးတဲ့အနေနဲ့အမေရိကန်ကနေပြီးတော့သူ့ရဲ့စီးပွားရေးပိတ်ဆို့မှုတွေ short ချပြီးအမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေလားဟုတ်ကဲ့မြန်မာနိုင်ငံထဲကိုလာပြီးတော့ကုမ္ပဏီတွေဖိတ်ခေါ်လာတယ်မြန်မာနိုင်ငံသွင်းလို့ရတော့မြန်မာနိုင်ငံထဲကိုနေရာချင်းမျိုးနဲ့ဝင်လာလို့ရအောင် short ပေါ်ပေးလာတယ်ဟုတ်ကဲ့အခု General Motor ဝင်လာပြီဗျာဟုတ်ကဲ့ Pepsi နဲ့ Coca-Cola ဝင်လာပြီနော်အများကြီးဝင်နေပြီဟုတ်ကဲ့ဂျပန်နဲ့ဝင်လာပြီတောင်ကိုရီးယားနဲ့ဝင်လာပြီဟုတ်ကဲ့အဲ့လိုအခြေအနေဖြစ်နေတဲ့အခြေအနေမျိုးမှာဒီမြန်မာနိုင်ငံကသွင်းကုန်တွေအမေရိကကိုပို့အောင်လို့ဆိုကိစ္စဟုတ်ကဲ့မြန်မာနိုင်ငံပြည်သူလူထုပြလို့တဲ့အမှန်ရေးကြီးတဲ့ကိစ္စဖြစ်တယ်တို့အမေရိကန်ကတို့တော့လှုပ်ချင်တဲ့ကိစ္စပါဒီကျွန်တော်ဗမာနိုင်ငံမှာရှိတဲ့ခရိုနီမိသားစု20ပေါ့ဗျာစစ်တပ်အတိုင်းဝိုင်းနဲ့နေတဲ့ခရိုနီ20ရဲ့သူတို့ရဲ့ငွေကြေးရေးပေါင်းမှုတွေသူတို့ရဲ့တန်းနဲ့ချီတဲ့ဘီလီယံနဲ့ချီတဲ့ငွေတွေကိုထိထုတ်ချင်တဲ့ရွေးချယ်နေလောက်တာတော့ပါအောင်ပါဒါပေမဲ့တကယ်တမ်းထိသွားတာကျွန်တော်နိုင်ငံမှာရှိတဲ့စိတ်ဝင်လို့ပါရှိလူသမားတွေကျွန်တော်နိုင်ငံကနိုင်တာမှာရှိနေတဲ့ရွှေပြည်သာမှာရှိနေတဲ့ဒီတို့စိတ်ဝင်နေတာမြန်မာပြည်ကအထည်တွေအကုန်အမေရိကန်တက္ကသိုလ်ရောက်ဖို့လို့ဒါအတန်ရေးကြည့်တယ်လူသိန်းနဲ့ချီတဲ့လူတွေရဲ့ဘဝမြန်မာစက်မှုလက်မှုလုပ်ငန်းတိတ်ဆုံးတော့မယ်မြန်မာနိုင်ငံဆဲုံတွေတက်ထုတ်တော့ဒီတော့တင်းဆဲကိုကျွန်တော်တို့အောက်ဆီဂျင်လိုနေတဲ့အချိန်ဆဲုံတွေကဒီပိတ်ထားရတယ်အဲ့တော့မလို့ကဘယ်နဲ့မြန်မာနိုင်ငံမှာနောက်ဆက်တွဲနေတဲ့ငယ်ရွယ်တွေလုံးမရဘဲနဲ့ပြည်ရစာတွေပို့ပေါ်လာတဲ့ပြဿနာတွေဖြစ်နေတယ်အဲ့တော့ဘောကခြားရေလုပ်ငန်းနဲ့ပတ်သက်လို့လည်းဒီလုပ်ငန်းဆဲုံတွေတိတ်ဆုံးနေပြီဒါနဲ့မြန်မာနိုင်ငံရေလုပ်ငန်းတွေကိုရေလက်ပစ္စည်းတွေကိုအမေရိကန်ကိုကျွန်တော်ပို့လို့လိုတယ်နောက်တစ်ခါမြန်မာနိုင်ငံကအခြားပစ္စည်းတွေကျွန်တော်တို့အမေရိကန်ကိုပို့ဖို့တူဟုတ်ပါအမေရိကန်ဈေးကွက်ကကျွန်တော်ဗမာမှမဟုတ်ပြုတ်တဲ့ကောဂျပန်တဲ့ကောဥရောပတဲ့ကောရုရှားတဲ့အကုန်ရေးကြည့်အဲ့လိုရေးကြည့်တဲ့ဈေးကွက်အမေရိကန်ဈေးကွက်ကိုမဖြတ်ဘဲနဲ့ဘယ်နိုင်ငံမှသူ့ဘက်နိုင်ငံကမရောင်းနိုင်ပြုတ်လဲဒီတိုင်းပဲဖြတ်သန်းခဲ့ရအဲ့လိုတေးရှင်ရေးကြည့်တဲ့ကြောင့်ကျွန်တော်ဦးသိန်းစိန်တို့ဘက်ကလည်းခရိုနီ20ရဲ့ဘဝကိုကာဝယ်ကျင်တာအထက်ကိုကျွန်တော်အဲ့လိုမထင်ဘူးဟုတ်တယ်ဗမာပြည်မှာရှိတဲ့တန်တော်တော်ပြည်သူတွေလှုပ်ရှားမှုဗမာနိုင်ငံရေရွက်ပစ္စည်းတွေထဲနေဗမာနိုင်ငံခံစားရတွေအမေရိကန်စစ်ကောက်ကိုပို့နိုင်ဖို့အញ្ញမျောနေနေတဲ့အချိန်မှာဒီဥတွေကြီးဘုံကလည်းတရန်တရီလိုရတဲ့ခါကျတော့အကုန်လုံးပလက်တန်သွားတယ်ဒါကဘာဖြစ်လဲဆိုတော့စစ်အစိုးရနဲ့ဒီဘောကမာတိုင်းပေါ့ဗျာစစ်အာဏာရှင်စနစ်တဖန်ပြန်ပြီးတော့ချုပ်ကန်နိုင်ဖို့တိုးဖို့လုပ်တယ်ပါဟုတ်ပါနော်ဘောကအမေရိကန်နဲ့မပေါင်းရတဲ့နေစီတော့ကွာငါတို့မှတရုတ်ရှိတယ်ငါတို့မှရုရှားရှိတယ်ငါတို့မှဂျပန်ရှိတယ်ဆိုတဲ့အယူဆဗမာတပ်မတော်တွေမှာရှိကိုရှိတယ်အဲ့ဒါတွေကိုတွန်းလှန်ပြီးတော့သိစိန်လို့ရနေပြီးတော့
မေရိကန်နဲ့အကုန်လုံးနဲ့ဆန့်ကျင်ပြီးတော့တရုတ်ကိုဆန့်ကျင်ပြီးတော့အိန္ဒိယကိုဆန့်ကျင်ပြီးတော့ဖောက်ထွက်ပြီးတော့မှအမေရိကန်နဲ့ကိုရွှေလန်းဝင်နဲ့ဖောက်ဖို့တော့အသေးစိတ်ကကြိုးစားနေတဲ့အချိန်မှာအသေးစိတ်ရဲ့လုပ်ရတာကဘာမှမဖြစ်ပါဘူးဗျာဆိုတော့ဟာမျိုးတောက်တော်ထဲမှာရှိတဲ့ခြားခိုင်းတွေကပြောစရာလုံလုံသက်ဖြစ်သွားတယ်ဘာမှအဲ့တော့ဒါကကျွန်တော်ရိုးသားလို့မထင်ဘူးဒီအမေရိကန်စီးပွားရေးပိတ်ဆို့မှုကလုံးဝရိုးသိမ်းနေပြင်ဆင်နေကနေကြမှာမြန်မာနိုင်ငံထဲမှာရှိတဲ့နိုင်ငံရေးကောင်းဆောင်တချို့တွေမြန်မာနိုင်ငံထဲမှာရှိတဲ့နိုင်ငံရေးပါတီတချို့တွေသူတို့ရဲ့နိုင်ငံရေးရှင်မှန်းချက်ဘလောကပါတော့ကျွန်တော်ဆွဆွဲဟုတ်ကဲ့ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့2015မှာဒီဟာကိုရိုးသိမ်းမှုရွေးတဲ့အခါတို့တိုင်ပင်ဖြစ်တာ2015မှာကျင်းပမဲ့ရွေးကောက်ပွဲမှာအနိုင်ရမဲ့နိုင်ငံရေးပါတီတခုမှန်းပြီးတော့လုပ်လို့ဖြစ်တယ်ကျွန်တော်ယူဆဟုတ်အဲ့တော့ရွေးချက်ကတော့ကောင်းတယ်ဘာပြည်သူလူထုတွေဒါပေမဲ့သဘောကကျွန်တော်တို့ဒီနေ့ပြဿနာနိုင်ငံရေးပါတီတခုမှနာရဖို့ပြဿနာမဟုတ်တော့နိုင်ငံရေးကောင်းကောင်းတယောက်တမရဖြစ်လာဖို့ပြဿနာမဟုတ်တော့နော်နိုင်ငံရေးပါတီတခုနိုင်ငံရေးကောင်းတော့တခုနိုင်ငံရေးကောင်းတော့တစုနဲ့အကုန်လုံးရဲ့နိုင်ငံရေးရည်မှန်းချက်တွေကောင်းတယ်ပေါ်တာကိုထက်ကိုရေးကြည့်တာဒီနေ့မြန်မာနိုင်ငံရဲ့စီးရဲမိုးတွေကိုလုံလောက်ဖို့လေမြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံပေါ်မှာအရှိန်တွင်းနဲ့အနေနဲ့မြန်လိုက်ဖို့ကကိုရေးကြည့်နေတာအဲ့အတွက်ကြောင့်ဒီအမေရိကန်ကွန်ဂရက်ကနှုတ်လိုက်ဒီကုလိုက်တဲ့တရန်တိုးလိုက်တဲ့ကိစ္စကိုကျွန်တော်ရဲ့ပုံပေါ်ရေးသဘောထားအနေနဲ့ကျွန်တော်တို့ဒီပေါင်းရောက်ကျွန်တော်တိုင်းသားများဒီပြောင်းပြောင်းနေငင်းကောင်စီရဲ့မူဝါဒအရာကျွန်တော်ဒီကိစ္စကိုကျွန်တော်လုံးဝလက်မခံကန့်ကွက်တယ်ဟုတ်ကဲ့အဲကြောင့်အမေရိကန်ပြည်ထောင်စုကွန်ဂရက်ကနေပြီးတော့အမြန်ဆုံးဒီကိစ္စကိုကျွန်တော်သုံးသပ်ဖို့သမ္မတအိုဘားမားရဲ့သမ္မတရဲ့လုပ်ပိုင်ခွင့်တွေအကြည့်ပြီးတော့ဒီကိစ္စကိုကျွန်တော်သုံးသပ်ပြီးလို့မြန်မာနိုင်ငံကိုအမေရိကန်စစ်ကွက်ထက်ကိုတေးပေးကြပြီးဒါကတော့ပြီးကြောက်ဖို့အမေရိကန်ပြည်ထောင်စုမှာတာဝန်ရှိပါတယ်ဟုတ်ပါတယ်အဲ့ဒါဒီမြန်မာနိုင်ငံမှာရှိတဲ့သွားနေတဲ့ပြန်တော့ပြန်တက်နိုင်တယ်အတေတာသေးရဲ့ဒီမိုဒီသွားတဲ့ဒန်းကိုတေတာပေါင်းတိုးပို့ချင်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ထုတ်ကုန်ပစ္စည်းတွေအကုန်လုံးအမေရိကန်စစ်ဘက်ကိုပို့ဖို့ဆိုတဲ့ကိစ္စအတန်ရေးကြည့်တယ်ခိုးရီ20ကိုကျွန်တော်တို့ကဒါတက်မလားကျွတ်မနိုင်ဘူးကျွတ်မနိုင်လို့ဂျီမေးရှို့ရတယ်ဂျီကျွတ်ပေါင်း20ဆိုတဲ့ကိုနီတွေကိုလုပ်ချင်လို့ဆိုပြီးတော့ပိတ်ချင်လို့တတ်တော့ပြည်သူလူထုရဲ့ဘဝကိုနောက်တစ်နေ့ဆင်းရဲမှုနောက်တစ်နေ့နောက်တစ်နေ့နောက်သုံးနေ့တိုးလိုက်တယ်ဆိုလို့ရှိရင်ဒါကတော့မကြောက်ဘူးဒါပြည်သူလူထုရက်ဆက်ရရောက်တယ်ဟောအခုသေးစိတ်ပေါ်နေတဲ့လမ်းနဲ့လူတော်လေးတွေဒီချာပေါက်လုံးနေပြီအကောင်းဆုံးလုပ်ပြနေတဲ့အခါသေးစိတ်ပေါ်နေတဲ့ဘူဝါရတွေနဲ့ရက်တိချက်တွေကျွန်တော်တို့ကမထောက်ခံဘူးဖြစ်သွားတယ်အိပ်တယ်အဲ့ဒါကြောင့်အမေရိကန်သမ္မတနဲ့အမေရိကန်ကွန်ဂရက်တစ်ခုလုံးကနေမြန်မာနိုင်ငံပေါ်သူ့မြန်မာနိုင်ငံသွင်းကုန်တွေပိတ်ဆို့ထားတဲ့2003ဥပဒေကိုပြန်လည်ရုပ်သိမ်းပေးဖို့နဲ့နော်မြန်မာနိုင်ငံအစိုးရကနေပြီးတော့အမေရိကန်ပြည်ထောင်စုနဲ့လမ်းဖောက်နေတဲ့မြန်မာတပ်မတော်ကအမေရိကန်တပ်မတော်လမ်းဖောက်နေတဲ့ကမ်းနေတဲ့လက်ထုတ်မချဘူး။နော်အဲ့ကမ်းနေတဲ့လက်ကိုထုတ်ချပြီးတော့မာဦးတရုတ်စီကိုကမ်းထုတ်ဖို့မဲ့လမ်းကိုမလုပ်ဖို့ကျွန်တော်ဒီနေရာနေပြီးတော့အမေရိကန်ပြည်ထောင်စုနဲ့အမေရိကန်ကိုတောင်းဆိုလိုက်တာ။ဘုရားမဆိုရတယ်ဒါကိုလုပ်ပေးနိုင်တဲ့မိတ်တွေပါပြီးလိကဆက်ဆံနေကိုပြရ